Hello everyone, welcome back. So Masuro di ne lila jaya maga dog ဆိုတဲ့စကားလုံးရဲ့နောက်ထပ်အဓိပ္ပာယ်တစ်မျိုးကိုလေ့လာမှာဖြစ်ပါတယ်။ Masuro အားလုံးသိကြတဲ့အတိုင်း dog ရဲ့အဓိပ္ပာယ်ကခွေးပေါ့နော် noun အနေနဲ့ဆိုရင်ခွေးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်။ဒါပေမဲ့သူ့မှာနောက်ထပ်အဓိပ္ပာယ်နောက်တစ်မျိုးရှိရဲ့ dog ဆိုတဲ့စကားလုံးလေးကို verb အနေနဲ့လည်းသုံးလို့ရတယ်ပေါ့နော်။အဲ့ဒီ dog ဆိုတဲ့စကားလုံးလေးရဲ့နောက်ထပ်အဓိပ္ပာယ်က to follow continuouslyနောက်ကနေတကားကောက်လိုက်တယ်ပေါ့နော်အခွေးလိုမျိုးပဲခွေးတွေကခင်ပြီဆိုလို့ရှိရင်နောက်ကနေတကားကောက်လိုက်တယ်ပေါ့နော်အဲ့တော့ you can use dog as a verb form as well dog ဆိုတဲ့စကားလုံးကို verb အနေနဲ့နောက်ကနေတကားကောက်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အသုံးပြုလို့ရပါတယ်အဲ့တော့မဆိုလို့ example လေးတွေကြည့်ကြရအောင်my dog dogs me everywhere ကျမခွေးကနောက်ကနေပဲတကားကောက်လိုက်နေတယ်ပေါ့နော်Toddlers usually dog their parents for no reason. Toddlers ဆိုတာကြတော့လမ်းလျှောက်တက်ဆကလေးလေးတွေပေါ့နော်ဟိုမတက်ရက်တက်ဆကလေးလေးတွေပေါ့နော်သူတို့လေရတယ်သူတို့ဖေမေတွေကိုအကြောင်းပြချက်မရှိဘဲနဲ့နောက်ကနေတကားကောက်လိုက်တယ်ပေါ့နော်အရေးလိုမျိုးတကားကောက်လိုက်တယ်ပေါ့နော် Your karma will dog you. So be careful with what you do. Okay?သင်ရဲ့ကံသင်အနောက်ကိုအမြဲတကားကောက်လိုက်နေလိမ့်မယ်ပေါ့နော်အဲ့ဒီတော့နင်လုံးသမျှကိစ္စတွေအကုန်လုံးအမြဲတမ်းသတိရှိပါပေါ့နော် view site ပါပေါ့နော် Also police are dogging protesters ရဲတွေကထားပါတော့ရဲတွေကဒီဆန္ဒပြတဲ့ကလေးတွေကို dogging လုပ်နေတယ်ခွေးလိုမျိုးနောက်ကနေတကားကောက်လိုက်နေတယ်ပေါ့နော်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒီတော့ dog ရဲ့အဓိပ္ပာယ်ကိုဒီဗီဒီယိုလေးကနေပြီးတော့အားလုံးပဲသဘောပေါက်ကြမလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့ဒီတော့ use dog in a sentence and write in the comment okay dog ဆိုတဲ့စကားလုံးကို sentence မှာသုံးပြီးတော့အသုံးပြုပြီးတော့ comment မှာရေးပေးခဲ့မယ်เนาะအဲ့ဒီတော့ thank you for watching and see you next time bye bye